ဒါတော့တောရဲ့ဝိညာဉ်လို့တင်စားပြီးခေါ်ကြတဲ့တက်ရှိတကောင်ဖြစ်ပါတယ်။ဇီးကွက်ဖြူလေးဟာသူ့ကိုမဖြစ်မနေသတိထားပြီးနေဖို့လိုအပ်ပါတယ်။ဒီကောင်လေးဟာဇီးကွက်လေးအတွက်အရန်အန်ဒီရှိနိုင်လို့ပါ။ဒါတော့ Wolverine လို့ခေါ်တဲ့အကောင်လေးဖြစ်ပါတယ်။ဒီကောင်လေးဟာညဘက်မှာအသေးအတန်အစာရှာထွက်ရင်းနဲ့45ကီလိုမီတာလောက်ရောက်အောင်သွားနိုင်ပါတယ်။အခုလိုဆောင်းတွင်းမျိုးမှာတော့ရှာလို့တွေ့သမျှအကုန်စားမဲ့ကောင်ပါ။ဒီကောင်လေးရဲ့အရန်ကောင်းတဲ့အနက်ခံအာယုံကိုဘယ်ရာကမှလွတ်မြောက်အောင်မရှောင်တိန်နိုင်ပါဘူး။မကုန်မဲကြံနေခဲ့တဲ့အသေးကောင်သားတစ်ခုတွေ့တာကြောင့်စားနေလိုက်ပါတယ်။ဒါပေမဲ့သူ့နောက်ကိုအန်ဒီရရှိတဲ့တက်ရှိတဲ့ကောင်ထိုင်ရောက်လာပါတယ်။ဒါကတော့ Link လို့ခေါ်တဲ့ကြောင်ကြီးမျိုးဖြစ်ပါတယ်။ဒီကောင်လေးဟာသူ့ပိုင်နဲ့မှာတခြားသားရဲတဲ့ကောင်အစာလာရှာနေတာမျိုးကိုမကြိုက်ပါဘူး။ Wolverine ကတော့ Link ကိုမြင်တာနဲ့ဖနှောက်နဲ့တင်ပါတသားလေးကြောင်ပြေးပါပြီ။ဒီကြောင်ကြီးဟာအခုချိန်မှာတော့ဘိုက်ပြည့်နေပါပြီ။ညဘက်အိတ်ဆက်ဖို့အတွက်အေးဆေးပြီးနေလိုကောင်းမဲ့တစ်ကိုင်းတစ်ခုတွေ့မလားလို့လိုက်ရှာနေတာဖြစ်ပါတယ်။ဒီတစ်ကိုင်းကတော့နေရာဦးထားတဲ့သူရှိနေပါပြီ။ကြောင်ကြီးဟာဇီးခွက်တစ်ကောင်နဲ့နေရာလူရမှာကိုတော့လှုပ်ချင်ပုံမရပါဘူး။ဇီးခွက်ဖြူလေးအတွက်တော့ရှည်လျားပြီးအေးဆက်တဲ့ညတော်ရှည်ကြီးတစ်ခုကစောင့်ကြိုလို့နေပါတယ်။ဒီနေရာကညအချိန်ဟာဒဏ္ဍာရီပုံမြင်နေထဲမှာထည့်ပြောလေးရှိကြတဲ့မော်ဆန်တဲ့နေရာတစ်ခုလိုမျိုးပါပဲ။ညဝင်ရိုးစုံအလင်းတန်းတွေဟာညကောင်းငင်ရမှာထူးခြားလှပစွာကခုန်နေကြပါတယ်။ J.K. Rowling ဖန်တီးရေးသားထားတဲ့ Harry Potter ဇာတ်လမ်းတွေကသတင်းပို့တဲ့မော်ဆန်တဲ့ဇီးကွက်ကြီးတွေဟာဒီနေရာမှာများနေကြသလားလို့တွေးထင်ရလောက်အောင်ဇီးကွက်ကြီးတွေနဲ့ညရဲ့အလှဟာလိုက်ဖက်ကြီးလှပပြီးမော်ဆန်တဲ့ညတညဖြစ်နေပါတယ်။ဒါတော့ Black Grouse လို့ခေါ်တဲ့ငှက်တစ်မျိုးဖြစ်ပါတယ်။နှစ်စဉ်နှစ်တိုင်းဒီငှက်တွေမှာအင်အားပြိုင်တဲ့တပ်ပုတ်ပွဲတစ်ခုပြုလုပ်လေရှိကြပါတယ်။အထီးတကောင်စီတိုင်းမှာသူတို့ရဲ့ကိုယ်ပိုင်ပိုင်နယ်လေးတစ်ခုစီရှိကြပြီးအမတွေကိုအထင်ကြီးစေဖို့ပြိုင်ဘက်တွေနဲ့တိုက်ခိုက်ကြတာပါသူတို့တိုက်ခိုက်ကြတာဟာတော်တော်လေးပြင်းထန်ကြသလိုအရန်လဲဒရာမာဆန်ပါတယ်မျက်လုံးရဲ့အပေါ်မှာရှိနေတဲ့အနီရောင်အမောက်ကြီးဟာနှစ်စဉ်ပြိုင်ပွဲနီးလာပြီဖြစ်လို့ဖောင်းကြွနေပါတယ်အသက်အကြီးဆုံးနဲ့အဆင့်အမြင့်ဆုံးတကောင်ကပြိုင်ပွဲလုပ်မဲ့နေရာရဲ့အလဲကိုဝင်ရောက်လာပါပြီအသက်ငယ်တဲ့တကောင်ကဒီကောင်ကြီးကိုစိန်ခေါ်လိုက်တာနဲ့သူတို့နှစ်ကောင်တိုက်ပွဲဟာစတင်ပါပြီ။ဒါသမားနှစ်ယောက်လုံးငှက်နှစ်ကောင်ဟာသူတို့ရဲ့ချွန်ထက်ပြီးအားကောင်းတဲ့နှုတ်သီးတွေနဲ့စတင်တိုက်ခိုက်ကြပါတယ်။သူတို့နှစ်ကောင်ဟာတကောင်စီရဲ့မျက်လုံးပေါ်ကအမောက်ကိုတိုက်ခိုက်နိုင်မှုကြိုးစားကြပါတယ်။ပြိုင်ပွဲဟာတဖြည်းဖြည်းပြင်းထန်လာပါပြီ။အငယ်ကောင်လေးဟာအကြီးကောင်ကြီးကိုအသာရနေပါတယ်။တကောင်နဲ့တကောင်သူတို့ရဲ့အားကောင်းတဲ့အတောင်ကြီးတွေနဲ့အပြန်အလှန်ရိုက်ပုတ်တိုက်ခိုက်ကြပါတယ်ဒီပြိုင်ပွဲအပြီးမှာဘသူကဆရာကြီးဖြစ်မလဲဆိုတာကိုစုံဖြတ်မှာဖြစ်ပြီးတော့အနိုင်ရတဲ့အထီးကသာအမတွေနဲ့မိတ်လိုက်ခွင့်ကိုရမှာပါစောင့်ကြည့်နေတဲ့ဇီးကွက်ဖြူလေးဟာဒီ grouse ငှက်တွေကိုသူစားမဲ့စရင်နဲ့ဟာထုတ်လိုက်ပါပြီလမ်မင်တွက်တွေကိုအမဲလိုက်တဲ့မုတ်ဆိုးအဖြစ်ကနေငှက်တွေကိုအမဲလိုက်တဲ့မုတ်ဆိုးအဖြစ်ပြောင်းလဲသွားပါတယ်ရည်ရွယ်ချက်ကတော့အတူတူပါပဲဝင်ဆွဲလို့လွယ်မဲ့အကောင်ကိုပဲဝင်ဆွဲလိုက်မှာပါဒါပေမဲ့လည်းငှက်တွေကိုအမဲလိုက်တယ်ဆိုတာလွယ်ကူတဲ့ကိစ္စတခုတော့ဟုတ်မနေပါဘူးတခြားကောင်တွေကိုအမဲလိုက်တာထက်ပိုခက်ခဲစေတာကငှက်တွေဟာအချင်းချင်းအတန်ပေးပြီးသတိပေးတတ်ကြတာပါဇီးကွက်ဖြူလေးကတော့ဗိုက်စာစာနဲ့ပဲတနေရာကနေစောင့်ကြည့်နေလိုက်ပါတယ်ဒီငှက်တွေဘယ်လိုလှုပ်ရှားပြီးအစာဘယ်လိုရှာကြမလဲဆိုတာဇီးကွက်လေးစိတ်ဝင်စားနေပုံပါပဲဒီနေရာမှာရှိနေတဲ့ငှက်တွေရဲ့ကြားမှာပြိုင်ဆိုင်မှုဟာတော်တော်လေးပြင်းထန်ပါတယ်ဒီမှာရှိတဲ့ငှက်တွေဟာအားလုံးနီးပါးဟာငှက်ဓမြတွေဖြစ်ပါတယ်အစာတစ်ခုမြင်တာနဲ့တကောင်ပြီးတကောင်ဝင်လူကြတာပါဒီငှက်တကောင်ဟာငါ့ကိုလူနေတော့မှပဲ3000မြောက်ငှက်ကကြားရကနေအချောင်ဝင်လူနေရပါတယ်ဒါပေမဲ့လူသွားတဲ့ငှက်ဟာလည်းလွယ်လွယ်ကူကူမစားနိုင်ပါဘူးသူမှအစာဝူမျိုးချလိုက်ချိန်တော့မရပဲနောက်တကောင်ကဝင်လူသွားပြန်ပါတယ်ငါးတကောင်အတွက်ဝင်ရောက်ပြိုင်ဆိုင်လူရက်ကြသူတွေဟာအယမ်းများပါတယ်အခုလိုလူရက်နေကြတာဟာငှက်တွေအစာမဝါပဲဘယ်လောက်ထိအစာလိုအပ်နေတယ်ဆိုတာကိုမြင်နိုင်တဲ့အချက်လည်းဖြစ်ပါတယ်ဒီနေရာမှာအစာစားရဖို့ဆိုတာအတန်မာဆုံးဖြစ်နေုံနဲ့မရပဲကောက်ကျစ်နိုင်ဖို့လည်းလိုအပ်ပါသေးတယ်ညံကောင်းတဲ့ဒီငှက်လေးကတော့အစာကိုလူလို့ရပြီးတာနဲ့သူ့ပါဇက်ထဲရောက်ပြီးဆိုတာနဲ့တန်းပြီးမြူချလိုက်ပါတယ်ဇီးကွက်ဖြူလေးဆက်သွားမဲ့ခရီးကိုနောက်ထပ်အပိုင်းမှာထပ်ပြီးတော့ကျွန်တော်ပြောပြပေးပါဦးမယ်အားလုံးပဲအဆုံးထိကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်